ဒီနေ့ကတော့မြင်နေတွေ့နေတာလေးတွေဟာနေပြီးတော့မှသတိပေးဖို့ပြောဖို့လိုအပ်တယ်လို့ထင်တဲ့စကားလေးကိုပြောပါမယ်နော်ဒီလိုလေးပြောရင်မကြိုက်တဲ့သူတွေလည်းအများကြီးပေါ်လာနိုင်တယ်ဆဲဆိုဝေဖန်မဲ့သူတွေလည်းအများကြီးပေါ်လာနိုင်တယ်ဒါပေမဲ့ကျွန်မပြောပြရစီနော်ဘာဖြစ်လို့လဲဆိုတော့တဘာဝဘေးရန်တည်းရဲ့မကြာခဏကြာရောက်နေတဲ့ကျမတို့တိုင်းပြည်မှာပရဟိတအမိခံပရဟိတဖောင်ဒေးရှင်းတွေအများကြီးပေါ်လာတယ်အဲ့တော့ပေါ်လာတဲ့ချိန်မှာပရဟိတဖောင်ဒေးရှင်းတေးသေးကြီးကြီးပေါ့အများကြီးရှိတာပေါ့နော်အဲ့တော့ပရဟိတဖောင်ဒေးရှင်းတွေအနေနဲ့ပရဟိတကုမ္ပဏီလီမိတက်တွေမဖြစ်သွားဘူးလိုအပ်ပါတယ်ပြီးတော့ဒီပရဟိတဖောင်ဒေးရှင်းတွေဆိုတာကလိုအပ်တဲ့နေရာတွေကိုတွားရောက်လှူဒန်းပေးတယ်ဆိုတဲ့နေရာမှာ foundation ထူထောင်သူတွေရဲ့ချွေးနှဲစာငွေတွေနဲ့လှူတာမဟုတ်ဘဲနဲ့အများ9ရက်သားသမီးပြည်သူကလှူဒန်းထားတဲ့ငွေကြေးတွေကိုတဆင့်တာဝန်ခံကြားခံအနေနဲ့တာဝန်ယူပြီးတော့မှလှူဒန်းပေးခြင်းဖြစ်တယ်။အဲ့တော့ foundation ထူထောင်ထားတဲ့သူတွေဟာလေမိမိပိုင်ချွေးနှဲစာကိုလှူတာမဟုတ်ဘဲနဲ့အများပြည်သူငွေတွေကိုလှူဒန်းပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့မိမိကအကူအညီခံတဲ့သူတွေရှေ့မှာမိမိကတထေးမကြီးလိုတထေးကြီးတွေလိုဝိတာခါကျောင်းမကြီးတွေလိုသူ့စာတာတထေးကြော်ကြီးတွေလိုပုံစံမျိုးတော့ချိုးလို့မဖြစ်ဘူးเนาะဘာဖြစ်လို့လဲဆိုတော့9ရက်သားသမီးရဲ့အလူငွေတွေကိုစီမံပေးတဲ့သူအနေနဲ့ပဲရှိတဲ့နဲ့မိမိဟာပြည်သူရဲ့ကျေးဇူးရှင်တခါတည်းပြည်သူကနေပြီးတော့မှမိမိဒါလင်ဆိုတဲ့ပုံစံမျိုးထက်မိမိကိုလာရောက်လှူဒန်းတဲ့လှူဒန်းထားတဲ့ပြည်သူတွေရဲ့ငွေကြေးတွေကိုတဆင့်ပြန်လည်ပြီးတော့မှလှူဒန်းပေးတဲ့စီမံခန့်ခွဲသူအဖြစ်နဲ့သာရှိစေချင်တယ်အထူးသဖြင့်တော့ဒါကတော့စီကိုင်းနဲ့လက်စီပေချမှာအမှန်ပဲเนาะဒါကတော့တေချာတဲ့တရားတစ်ခုပါเนาะဒါကိုလည်းကျမတို့ပြည်သူတွေကအရန်နှလုံးသားနှုတ်တယ်တစ်ခုဆိုရင်အရန်ခံစားလွယ်တယ်တစ်ခုဆိုရင်အရန်ချီးကျူးလွယ်တယ်ပြီးရင်လည်းတစ်ခုဆိုအရန်ဆဲဆိုတာလွယ်တယ်တဲ့မှတ်ထိန်းချောင်းတာမျိုးတော့အင်မတန်ရှားတယ်ဆဲလိုက်မယ်မကြိုက်တာတွေ့လို့ရှိရင်ချစ်စရာတွေ့ရင်လည်းချီးကျူးလိုက်မယ်ဘုံမြောက်လိုက်မယ်အရန်ချစ်လိုက်မယ်အရန်ဆက်ထိမခံတခါတည်းဒီလိုဖြစ်မယ်ဒါပေမဲ့မှန်ချောင်းကိုဝေဖန်သုံးသပ်ထောက်ပြတဲ့ဟာမျိုးကတော့အင်မတန်နေပါတယ်။အဲ့လိုမျိုးဂျားတွေကမှဝေဖန်သုံးသက်ထောက်ပြတဲ့သူတွေကိုလည်းမနာလို့ကန့်လန့်နေပြောတာကိုယ်တိုင်လုံနိုင်လို့လားစသဖြင့်ဒီလိုစကားတွေနဲ့ဝိုင်းဝန်းပြီးထိုးနှက်ကြတယ်။အဲ့တော့တော်တော်များများကတော့အမုန်းခံပြီးမပြောကြဘဲနဲ့လက်ရှောင်ပြီးတော့မှနေကြတယ်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်မပြောချင်တာကတော့เนาะဆိုတော့မိမိပရဟိတလုပ်တဲ့သူတွေဆိုတာကဒီအများပြည်သူကတဦးတိုင်းတယောက်တိုင်းကရဲ့ပြန့်ကျဲနေတဲ့အားကိုမိမိတနေရာမှာလာရောက်စုစည်းပြီးတော့မှမိမိကအများပြည်သူရဲ့ငွေကြေးနဲ့မိမိရဲ့လုပ်အားနဲ့ကိုပေါင်းဆက်ပြီးတော့မှလှူဒန်းခြင်းဖြစ်တယ်မိမိဟာဝိတာခါကြောင်းအမကြီးမဟုတ်ဘူးမိမိဟာသူ့ဇာတာတထေးကြော်ကြီးမဟုတ်ဘူးမိမိဟာအများပြည်သူရဲ့ကျေးဇူးရှင်ကြီးမဟုတ်ဘူးဒါလေးကိုတော့ခေါင်းထဲထည့်ပြီးတော့မှပြည်သူတွေကိုမေတ္တာပေးတဲ့အချိန်မှာဒီပစ္စည်းဒီငွေကြေးဒီဥစ္စာတွေဒီအများပြည်သူရဲ့ငွေကြေးဖြစ်ကြောင်းအများပြည်သူရဲ့အလှူဒါနတွေဖြစ်ကြောင်းမိမိဒီအများပြည်သူကိုစားလာရောက်တာဝန်ယူဆောင်ရွက်ပေးခြင်းသာဖြစ်ကြောင်းအဲ့တော့ဒီအလှူခံပုဂ္ဂိုလ်တွေကလည်းမေတ္တာပို့တဲ့အချိန်မှာဒီအများပြည်သူကိုလူဒန်းထားတဲ့အလူရှင်တွေကိုလည်းမေတ္တာပို့ပေးဖို့လိုအပ်ကြောင်းကလေးကိုလည်းပြောကြားဖို့လိုတယ်နော်ဒါလေးကတော့ကျမကလေကြိုက်တဲ့သူတွေရှိတယ်လို့မကြိုက်တဲ့သူတွေကျမကိုအောက်မှာဆဲတဲ့သူတွေဝေဖန်မဲ့သူတွေအများကြီးရှိကောင်းရှိနိုင်တယ်အဲ့တော့ဒါပေမဲ့လည်းကျမကတော့မြင်တာကိုပြောမယ်မြန်မာပြည်ကပရဟိတဖောင်ဒေးရှင်းတွေဒီပရဟိတကုမ္ပဏီလီမိတက်တွေဖြစ်မနေဖို့လိုအပ်တယ်ဒါလေးဆိုရင်ရပြီဒါဆိုရင်ရပြီနော်ကျေးဇူးများကြီးတင်ပါတယ်ပြီးတော့ရရှိတဲ့အလူငွေတွေကိုပြန်လည်လှူဒန်းရမှာလေကျမတို့တေးသေးလေးမဟုတ်တော့ဘူးကြီးလာတာနဲ့အများပို့ပြီးတော့မှစနစ်ကြဖို့ပို့ပြီးတော့မှတင်လျှောက်ပတ်တဲ့ရောက်တိုက်တဲ့နေရာတွေကိုရောက်ဖို့အတွက်တေးသေးချာကိုစနစ်တကျနဲ့စီမံခန့်ခွဲဖို့တွေလေလိုအပ်ပါတယ်เนาะဒါလေးကလည်း
ဘယ်လိုခေါ်မလဲလှူတော့လှူနေတာပဲကျမတို့မြန်မာလူမျိုးအများစုကတော့လှူတယ်အင်မတန်တရားတရားကောင်းတယ်လှူတယ်ဒါပေမဲ့လှူတဲ့အလှူတွေဟာအကျိုးရှိတဲ့အလှူတွေဖြစ်သွားဖို့လိုအပ်တယ်လှူတော့လှူလိုက်တာပဲအခုဆိုရေဘေးတော့လည်းဒီလိုပဲထမင်းထုတ်တွေလှူတယ်ဟင်းထုတ်တွေလှူတယ်ဟိုဟာတွေပေးရတဲ့အကုန်လုံးဟာပင်လျံစင်ပြီးတော့မှအကုန်လုံးဘယ်လိုခေါ်မလဲအလေအလွင့်တွေဖြစ်သွားတယ်အဲ့တော့ဒီလှူတဲ့အလှူရှင်တွေကလည်းအလကားရတဲ့ပတ်စံနေနဲ့လှူနေတာမဟုတ်ဘူးချွေးနှဲစာတွေနဲ့လှူထားတာနော်သူတို့မှလှူဖို့အတွက်တာဝန်မရှိဘူးတရားအားဖြင့်လှူတာအဲ့တော့အဲ့ဒီရဲ့လှူဒန်းထားတဲ့ချွေးနှဲစာငွေကြီးတွေဟာအလေလွင့်မဖြစ်ဘဲနဲ့တစ်ဖက်အလှူခံပုံကိုမှထိရောက်သွားဖို့လိုအပ်တယ်လိုအပ်တဲ့အရာဖြစ်ဖို့လိုအပ်တယ်လှူလိုက်တာပဲတစ်ဖက်ကလည်းလှူတော်ငါလည်းပေးလိုက်တာပဲငါတောင်းဝင်ပြီးသွားပြီပေးလိုက်တယ်လေဒီမှာစရင်လဲလာမပြောနဲ့ငါဒီလိုရဒီလိုလှူလိုက်တယ်ဒီလိုတွေလှူလိုက်တယ်ဒီလိုဇရိတ်တွေရှိတယ်ကျမတို့ကအလှူတယ်ပရဟိတလုပ်တယ်ဆိုတာလေတကယ်တော့လွယ်တဲ့အလုံးမဟုတ်ပါဘူးเนาะကျမကိုယ်တိုင်ဟိုအရင်2013 2014တွေမကွေးတို့စကုတို့စလင်းတို့စသဖြင့်အဘက်ဒီမှာအရန်ရေဘေးတွေဖြစ်တဲ့ချိန်မှာကျမကိုယ်တိုင်အဲ့ဒီရွာတွေမှာသွားအိပ်ပြီးတော့မှကျမအများကြီးလုပ်ခဲ့ပါတယ်เนาะဆိုတော့မလွယ်ဘူးကူပါဘူးလူအားလိုအပ်တယ်ပစ္စည်းတွေတဲဖို့ပိုးဖို့ကားတွေလိုအပ်တယ်ဒါဆိုကားတွေဆိုလဲတချို့ဆိုလဲဟာငွေကြေးအပြင်မယူကြဘဲနဲ့ကူညီပေးကြတယ်တကယ်လို့ငွေကြေးအပြင်ငှားရမယ်ဆိုဒီဟာတွေကလည်းဇရိတ်တွေ expect နေဖြစ်တာပေါ့နော်ဆိုတဲ့ခါကျတော့မလွယ်ပါဘူးလူအားလည်းရှိဖို့လိုတယ်ငွေအားလည်းရှိဖို့လိုတယ်အဲ့တော့နောက်တစ်ခါကျမတို့တနေရာကိုသွားကြပြီဆိုဇရိတ်ပေါ့လမ်းဇရိတ်တွေလိုအပ်မယ်စားဇရိတ်တွေလိုအပ်မယ်ဒီပါလာတဲ့ကူညီပေးတဲ့ဒီတဲဖို့ပိုးဖို့ကူညီပေးတဲ့ကလေးတွေအတွက်ကျမတို့ကနေဖို့တွေစီစဉ်ပေးရမယ်စားဖို့တွေစီစဉ်ပေးရမယ်စသဖြင့်ပေါ့နော်သူတို့ဟာအခကျွေးငွေမယူဘူးဆိုရင်တော့ကျမတို့ကသူတို့ရဲ့စားဇရိတ်တွေသူတို့ရဲ့နေဇရိတ်တွေဒီလိုကုန်ကြစရိတ်တွေရှိတယ်အဲ့တော့ကျမတို့ဒီဒုတွေကြီးမားလာတာနဲ့အမျှစနစ်တကျရှိဖို့လိုအပ်တယ်လှူဒန်းတဲ့အလှူရှင်တွေပေါ်ကလည်းကျင့်တတ်ဖို့လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတော့မိမိပိုင်ငွေတွေမဟုတ်ဘူး။အများပြည်သူ9ရက်သားသမီးရဲ့ငွေတွေကိုတာဝန်ယူပြီးတာဝန်ခံပြီးလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မှစနစ်တကျနဲ့ဒီလိုပြောလို့ဒီလိုလုပ်နေတဲ့သူတွေကိုကျမကဝေဖန်နေတာလားမနာလိုနေတာလားဆိုလုံးလုံးမဟုတ်ပါဘူးเนาะမနာလိုစရာလည်းအကြောင်းမရှိပါဘူးเนาะဆိုတော့ကိုမလုပ်နိုင်တဲ့အလုပ်ကိုလုပ်တဲ့သူတွေအကုန်လုံးကိုချီးကျူးပါတယ်ဒါပေမဲ့လုံနိုင်စွမ်းရှိလို့လုံနေတဲ့သူတွေဟာပို့ပြီးအကျိုးများဖို့အတွက်ကျမတို့ကလည်းဝိုင်းဝန်းပြီးတော့မှအကြံပြုခြင်းပဲဖြစ်ပါတယ်เนาะဆိုတော့ဆဲဖို့ကြီးပဲလည်းမစင်စားကြနဲ့ကိစ္စတစ်ခုဆိုလို့ရှိရင်လေဝိုင်းဝန်းအကြံပြုနိုင်ရမယ်ဝိုင်းဝန်းဆွေးနွေးနိုင်ရမယ်ကာယကံရှင်တွေကိုယ်တိုင်ကလည်းဒီအတန်တွေကိုနားထောင်ရမယ်နားထောင်ပြီးတော့မှပုံမကောင်းမွန်တဲ့စီမံခန့်ခွဲမှုတွေဖြစ်အောင်လို့လုပ်ရမယ်ပေါ့เนาะဆိုတော့ဘသူကိုပြောရလားဆိုဘသူရဲ့ဆိုတာထက်ဒီလုပ်ကိုလောက်ကင်နေတဲ့သူတွေအကုန်လုံးကိုရည်ညွှန်းချမ်းသာရဖြစ်ပါတယ်เนาะဆိုတော့ဒီထက်ပုံမကောင်းမွန်တဲ့စီမံခန့်ခွဲမှုတွေနဲ့အကောင်းဆုံးဖြစ်အောင်သေးသေးလေးကနေပါအကြီးကြီးအထိပေါ့ပရဟိတသေးသေးလေးတွေကနေနောက်ဆုံးနိုင်ငံတော်အစိုးရအထိပဲအားလုံးစနစ်ကြဖို့လိုအပ်တာပေါ့နော်ဒီလိုပဲစီမံခန့်ခွဲမှုအကောင်းဆုံးနေနဲ့ဘာဖြစ်လို့လဲဆိုတော့အများငွေကြီးတွေကိုစီမံရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထက်ပို့ပြီးတော့မှစနစ်ကြတဲ့ထိရောက်တဲ့စီမံမှုတွေဒါကခုနလိုပေါ့ကျမတို့ကသွေးပူတော့မယ်လှူလိုက်တယ်တန်းလိုက်တယ်သွေးပူတော့လှူတယ်တန်းတယ်ပေးတယ်ကန်းတယ်ပေါ့ဒါနဲ့တွေမပြီးသွားပါဘူးနော်ရေရှည်ပြန်လဲထူထောင်ရေးတွေရှိပါသေးတယ်အိမ်တွေပြိုသွားတယ်အိမ်ပြိုသွားတဲ့သူတွေအတွက်ကအိမ်ပြန်ဆောက်ရမယ်အဲ့တော့ Pride Foundation တွေအများကြီးမြန်မာပြည်မှာရှိတယ်အရာမထင်တာတွေလှူဒန်းတဲ့သူတွေအများကြီးရှိတယ်အရာမနေတာတွေထက်ဆိုင်ရင်တအိမ်အောင်ကိုဘီလက်မြေတအိတ်ဆိုရင်တော့မှလှူဒန်းတဲ့အဖွဲ100ဆိုရင်အဲ့အိမ်ကဘီလက်မြေအိတ်100ရသွားမယ်ဒါဆိုရင်သူ့အတွက်အထောက်အပံ့ဖြစ်သွားမယ်အရေးကြီးတဲ့အခန်းကဏ္ဍတွေမှာအသုံးပြုလို့ရသွားမယ်เนาะဒီလိုမျိုးလေးတွေပေါ့စဉ်းစားပုံစဉ်းစားနည်းတွေနဲ့အလှူခံပုံကိုယ်တွေမှာပို့အကျိုးများတဲ့လှူဒန်းမှုလေးတွေလုပ်ဖို့လိုအပ်တယ်ဆိုတာလေးကိုကျွန်မကတင်ပြခြင်းဖြစ်ပါတယ်เนาะဆိုတော့ကျွန်တော်တို့တွေကတခုခုဆိုရင်ကျွန်တော်တို့ပြည်သူတွေကချစ်စရာကောင်းတယ်လို့ပဲပြောရမလားချီးကျူးစရာရှင်အရန်ချီးကျူးတာအထိမခံနိုင်ဘူးအရန်ဖုံးတော်ဖွဲ့တာမရဘူးအေးဆဲမယ်ဆိုလားရှင်လဲမကြိုက်တော့ဘူးလားဟေးဆိုလို့ရှင်လဲမရဘူးဆဲမှာပဲဆိုအဲ့လိုလုပ်လို့မရဘူးเนาะချစ်ရင်လဲလိုအပ်တာလေးတွေကိုထောက်ပြရမယ်မုန်းရင်လဲဆဲမှာထက်လိုအပ်တာလေးတွေကိုပြောပြရမယ်ဒါမှသာလျှင်အမှားပြင်လို့အမှန်ကိုရောက်နိုင်မှာဖြစ်တယ်เนาะစေတနာစကားဖြစ်ပါတယ်ဒီစကားလေးကအဲ့တော့ဒီလုံနေတဲ့သူတွေလည်းကြားနိုင်ပါစေမြင်နိုင်ပါစေသိနိုင်ပါစေပြင်နိုင်ပါစေလို့ဆန္ဒပြုရင်းနဲ့ကျေးဇူးများကြီးတင်ပါတယ်